ညီနာမည်อ่ะ ဆွေပါအန်ဒီ အော်ဆွေရလား ဟုတ်ကဲ့ကိုကြီး ရွာတက်လာမလို့ဒါပဲနော်ဗါတဲ့နာမည်อ่ะဆွေ ဟာဆွေပါအန်ဒီရဲ့ SWEET ဆွေ အော်သမီးအပေါ်တက်ထိုင်ပါလားအေးလေအော် အော်ရပါရဲ့ကိုကြီးရတော့ပါပြီ နေမဟုတ်ညီကငါကြတော့အန်ဒီငါလင်ကြတော့ကိုကြီး အော်မဟုတ်ပါဘူးကိုကြီးပဲအတော်ရွယ်မို့လို့ပါ ဖြစ်ရလေနေပေါင်းညီပညာရေးချင်းအောင် စီးပွားရေးပညာဒီပလိုမာဘွဲ့ရ LCCI level 1 2 3 4 ဘာရဲ့ဘလို့ အော်အန်ဒီရဲ့သူများအိမ်မှာအိမ်ပေါ်လာလို့ပါရဲ့ဆိုမှငါတန်းငါကကြ ဟုတ်ပြီညီအိမ်တန်ရှင်းတော့ကောင်းရတယ်မလားငါယောက်ျားအိမ်ဆိုတန်ရှင်းတောက်ပြောင်နေမှာကြိုက်တာ ဟိုဒီအိမ်ကပရီဘောဂါတွေကအစင်တန်းနေတယ်ဆိုရင်တော့လွတ်တတ်ပါရဲ့ရှင် ဘာရဲ့ဘလို့ အော်မိမရဲ့ဟိုအဲ့ဒါတွေကတိတ်အရေးမကြီးပါဘူးဟိုရတယ်ဟိုအဓိကမိမအပင်ပန်းတက်တာအောင်လို့ ရှင်လည်းအမျိုးနော်ဟိုတလောကကျမဗါတဲ့အိမ်ရှင်မကောင်းဆိုတော့တအိမ်လုံးရဲ့ရှိသမျှအလုပ်တွေကိုတက်ရောက်ဖဲဒိုင်းခါတိမ်ကျုံလုပ်ရမယ်ဆိုအခုကျတော့ချက်ချင်းကိုအပင်မန်းတက်တာလည်းဖြစ်သွားပြီဟုတ်လား ဟုတ်ဘူးလေမိမရဲ့ဟိုဒီလိုတစ်လုံးနဲ့တခဲတည်းကြီးကြတယ်လို့လေ ဘာရဲ့လို့ပြောလိုက်တာ အိမ်လို့တွေအရန်များတယ်ဆိုတာဟိုတခါလေးစုပြီးပြောပြလိုက်တာ ရှင်နော်ညီအချက်ပြတ်ကောဘလို့လဲ ဟိုရွာမှာမမေကလေခြေမွေးမီးမလောင်လက်မွေးမီးမလောင်အဲ့ဒါဆိုတော့ဟိုနည်းနည်းတော့ချက်တတ်ပါရဲ့ရှင်ဟိုအားလောက်လိုက်တာအစင်ပြေလားကိုကြီး ပြေးပါလေပြေးပါလေ ညီလာလောက်တာအိမ်ပေါ်နော်ညီလာလောက်တာအိမ်ပေါ်နော် မိမဟိုရပါတယ်ဒီလိုပဲတပြေးပြေးသင်ပေးရမှာပေါ့အဓိကမိမတက်တာရင်ပြီးတာပဲလေ ညီပေါင်းညီမလဲနော်ရွာတက်လာတဲ့အိမ်အကူသားဆိုတဲ့လက်သေးတွေဘာတွေနဲ့ဘလို့တွေတောင်လား ဟိုအရင်တော့ကလက်သေးဆိုင်မှာအလုပ်လုပ်ခဲ့လို့ပါအန်ဒီသူ့ကိုအလုပ်ခန့်မှာတေးကြရဲဆိုလို့ရှိရင်6လစာလောက်ကျူပေးပါလားကိုကြီး ဟုတ်ရပါလေ ဘလို့ရတယ်တော့ညီဘာမှမလုပ်ရသေးဘူးနော်ဘာမှကိုမလုပ်ရသေးဘူးနော်ညီဘာတော့6လစာဘာလို့မလုပ်တော့6လစာကြီးကြိုးထုတ်ပြီးတော့ ထီရီဘိုးလေးဆက်ချင်လို့ရွာထီရီဘိုးလေးဆက်ချင်လို့ ဟမ် အဲ့မပေါ့ရွာအမေရဲ့စေးဘိုးလေးဆက်ချင်လို့ပါအန်ဒီ မိမရဲ့ဟိုကုသိုလ်ရပါတယ်သူလည်းတကယ်လို့နေလို့နေမှာပါဒီခေတ်ကြီးထဲမှာဒီလိုလူကောင်းမျိုးရဖို့ကတော်တော်ရှားသွားပြီ ရှင်းမလဲနော်ချက်ချင်းလူကောင်း အန်ဒီဆွေရေချိုးချင်လို့ ဟာတော့ညီဒီချိန်ထိရေမချိုးရသေးဘူးလား ဟိုရင်ရရေရလေအေးဆက်နေရပဲဟိုဝါတာဟီတာလေးတက်လိုက်ပါလားအန်ဒီ ဘလို့ဝါတာဟီတာဘလို့ ဟိုပြီးတော့လေဟိုဆွေပိုင်းနဲ့ခက်ခက်ပြီးချိုးတာခါရနာလို့အာဘက်တက်လေးပါတစ်ခါတက်လိုက်ပါလား နေပါဦးညီရွာမှာဘလို့ချိုးလို့တော့ မိမရဲ့ဟိုစိတ်လျှော့ပါဟိုညီမလေးဝတ်တိုင်းတာလို့လားဩကိုကြီးရဲ့တငယ်ချင်းစိန်ဝင်းဂလိုပဲကနေမှာပေးမယ်အိမ်မှာလဲလူနေတာနဲ့အတော်ပဲ နေပါဦးရှင်ဟိုတလောတော့ကျမဝါတာဟီတာလေးတက်လိုက်ပါလားငါယောက်ျားရဲ့ဘတ်တက်လေးဝယ်လိုက်ပါလားဆိုအပိုးကောင်းတယ်ဆို ဟုတ်ပါဘူးမိမဒီလိုလူကောင်းမျိုးကရခဲ့တယ် ရှင်နော်မဟုတ်တော့ဘူးနော်ရှင်ဟင်း အိမ်မှာလဲလူနေတာပဲမိမရဲ့နော်တခါလဲပြီးတော့မိမတက်တာဖို့ကအရေးကြီးတယ် ပြောချင်အမလေးပြေးပါပြီတော်ကျိုးပြီလားမသိပါဘူး ရှက်ပြနဲ့မင်းကြည့်လိုက်ရင်လေငါအမြဲတမ်းပြောတယ်ဝိတ်လေးပါလေးရှော့အောင်လို့မင်းခန္ဓာကိုယ်ကြီးကိုမင်းချက်တော့ကမနိုင်တော့ဘူးသိရလား မလေးကျမဝါတာမဟုတ်ဘူးရှင်နဲ့ညာကြတဲ့အဲ့ဒီဒိတ်အောက်နေတဲ့ကြွေပြားတွေကချောနေတာအမလေးသိပါ အမလေးသေးပါပြီတော့ ညီမလေး မလေးပြေးသွားလိုက်တော့ပြေးသွားလိုက်အမလေးဟဲ့သိပါပြီ အမလေးသေးပါပြီဒီလိုမှ ဘာဖြစ်သွားလဲ ကျွေးသားရချိုးနေလို့ကိုကြီး ဟုတ်တယ်ကြွေပြားတွေကကြာနေပြီဆိုတော့လေနော်ဘယ်ကလာသွားသေးလဲ အဲ့ဒါဘာဖြစ်နေကြတော့အဲ့ဒါဘာဖြစ်နေကြတာတော့ ကြွေပြားတွေမကောင်းလို့လေညီမလေးချော်လဲသွားလို့ကြွေပေးနေတာ ရှင်ကကျမချော်လဲတော့ဝိတ်များတလေးဝါတလေးသူချော်လဲတော့ချက်ချင်းကြွေပြားချောတယ်ပြရတယ်နော် မိမရဲ့ဒီကြွေပြားတွေကနှစ်တီတော်တော်ကြာနေပြီလေယောက်ျားတငယ်ချင်းစိန်ဝင်းကလေးပဲကနေအမြန်လဲပေးမှဖြစ်မှာပြန်လဲပေးရမှာ ဒါနဲ့လေတလက်စားရဲဘူတိုင်းလေးပါလဲလိုက်ပါလား စိတ်ချမပူနဲ့စိန်ဝင်းကလေးပဲမှာလေဟီကာရီဘရန်ရှိတယ်ဗျာအဲ့ဒီဘိုးတိုင်းကိုလဲပေးမှာ ဟေး နော် ဟုတ်အဲ့ဒါဆိုလို့ရှိရင်လေတလက်စားရဲလေဟိုလေဆွေလေပကံစီရတာအစင်မပြေလို့အဲ့ဒါကြောင့်မလို့လေအဲ့ဘေးစင် ဘေးစင်တော့ရှိတယ်ဘေးစင်လည်းအကောင်းစားကိုလဲပေးအောင်ပါ ပြန်လိုက်တော့နော် ဘာဖြစ်လို့လဲ ပြီးမခံနိုင်တော့ကျမ မင်းကအဲ့လိုမလုပ်နဲ့လေဟို6လစာကြိုးထုတ်ပြီး 6နှစ်စာလဲရှုံးခံလိုက်တော့နော်နှစ်60စာလဲရှုံးခံလိုက်တော့မယ်သွားလိုက်တော့ဟမ်သွားလိုက်တော့ရွာမှာဘလို့နေလာလဲမသိဟိုဟာနဲ့ဘလို့တက်ရတာနေပဲသွားလိုက်တော့ဘာကြောင့်ကြည့်နေတော့သွားလိုက်တော့ညီ မင်းကသူမရှိရင်မင်းကပင်ပန်းမယ်မင်းမ ပင်
င်ပန်းမလေးစိတ်ပင်ပန်းမလေးစိတ်တယောက်ထဲတိမ်ကျုံလုံးမယ် ကိုကြီး သွားလိုက်တော့ရှင်ရောအိမ်ပေါ်ဆင်းချင် မစင်းဘူး ဆက်မဘာလဲမကြွေပြားဟလားဆက်ဖုံးဆက်စိန်ဝင်းဖုံးဆက်ဟုတ် အပူကုန်နေဖြစ်နေပါမယ် ဆက်ဘိုးတိုင်းလဲမဆုံးဆက်ဖုံးဘာဗရက်တိခါရီဟလားဆက်ဖုံး မလုံလောက်တော့ပါဘူးအဲ့ဒါလေးလေဟုတ် ချက်ချင်းတော့ရှင်လဲ မိမယောက်ျားတငယ်ချင်းစိတ်ဝင်းကလေးပဲကနေပြီးတော့ဒီမှာမိမတော့ကိုယ်တိုင်ဝယ်လာရ တကယ်ဝယ်လာပေါ့ဟဲ့ငါကြအဲ့လိုကြောလည်းမစိုးပါဘူး ကြိုက်တယ်နော် ချက်တယ် မိမရေစောင်းတွင်းရောက်ပြီဆိုတော့မိမရေချိုးရတာအဆင်ပြေအောင်လို့ဝါတာဟီတာနဲ့ဘတ်တာနဲ့ဗျာ ဟာတာမနေ့ကဘိုးတိုင်းဝယ်တယ်ခရဲတခါတည်းဝယ်လာလို့မရဘူးလား ဆိုင်ရလေဟိုညနေကျမှ discount ချမယ်ဆိုလို့ ဟာတာရှင်းတငယ်ချင်းကမနေ့ကတည်းကတခါတည်းဒီစကောက်မချပေးဘူးပေါ့ ဒီကောင်လည်းဘလို့တွေးတယ်မသိပါဘူးမိမ အော်စရာအော်လိုက်တာဘလူတွေတောင်လား ဒီမှာယောက်ျားနဲ့မိန်းမရဲ့ anniversary အတွက် Fiber ပကြီးကဝယ်လာတယ်ဗျာရော့တက်ချင်တဲ့နေရာမှာတက်เสียမရှိဘူးဆိုရင်လည်းကင်ထားဗျာနော် နေပါဦး anniversary သူ့မွေးနေ့သူတော်မသိတဲ့သူကများဟုတ်တော့ဘူးဒီမဟုတ်တော့ဘူးမဟုတ်တော့ဘူး ဟဲကိုကြီး ညီမလေး ဒီနေ့ဘာယူပါလဲ ဝယ်ရတာတွေများတော့လေအိမ်အတွက်ဘာလုံမန်းကိုမသိတော့ပါဘူးညီမလေးရဲ့ ဖိုနာကလေကြောက်ပကြီးအကြီးကြီးအဲ့ဒါကြီးယူလိုက်ပါလားအရန်လား အဲ့လိုကြီးတာကြီးကြတော့လေအိမ်မှာထားစရာမရှိဘူးညီမလေး ဟောကိုကြီးမိမကောင်းမရဟိတ်နားလိုက်ပါ ကြီးမပြောလိုက်တယ်ကိုကြော်ဤရှင်စိန်ဝင်းကလေးပဲကနေအကြောင်းမရှိအကြောင်းရှာအိမ်ကိုတစ်ခုပြီးတစ်ခုတယ်လာနေပါတယ်အောင်းဝင်နေတာရှင်ကဒီဟာမှလေးဒီရောက်နေလို့ကိုရှင်းမယ်အိမ်မှာရှင်းမလားဒီမှာရှင်းကျင်လား အိမ်မှာပဲရှင်းပါ ချက်ချင်းလိုက်လာခဲ့နောက်ကနေဆွဲခွာမှလားလိုက်မှလား ဆွဲခေါ်ရင်တော့ပိုကောင်းတယ် မင်္ဂလာပါရှင်စိန်ဝင်း global ကနေကြိုဆိုပါရစေစိန်ဝင်း global မှာဆိုလို့ရှိရင်အိမ်သုံးကုန်မှာပစ္စည်းမျိုးမျိုးတို့ရရှိနိုင်ပါတယ်ရှင်တဘာဝကြောက်ပြားများအပြင်ကြွေပြားကြောက်ပြား SPC ပါကီတို့ကိုအမျိုးအစားစုံလင်စွာနဲ့ဈေးနှုန်းမှန်ကန်စွာရရှိနိုင်တဲ့နေရာလည်းဖြစ်ပါတယ်ရှင် စိန်ဝင်း global မှာဆိုရင်ဘိုးတိုင်းအမျိုးမျိုးဗမာတိုင်းအမျိုးမျိုးယောက်ျားလေး CEO တွေအပြင်စိန်ဝင်းရဲ့ကိုယ်ပိုင် brand ဖြစ်တဲ့ Hikari brand ဘိုးတိုင်းတွေလည်းရရှိမှာဖြစ်ပါတယ် စိန်ဝင်းကလေးပဲမှာဆိုရင်ကျွေးပကြီးကြောက်ပကြီးနဲ့ fiber ပကြီးများကိုမိမိလိုချင်တဲ့ site ပုံစံဒီဇိုင်းများကို order မှာရရှိနိုင်ပါတယ်ရှင်ကျွေးပြားပို့တိုင်းမှာပြိုင်ဘက်ကင်းတာစိန်ဝင်းဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်